အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အရေးပြားနဲ့လှပဆိုင်ရာဆရာဝန်ဒေါက်တာသီရိပါအခုဒေါက်တာရဲ့ clinic မှာလာပြရတဲ့သူတွေထဲမှာအမေးများတဲ့မိကွန်းလေးတွေကိုပြန်လည်ပြီးတော့မှဖြေကြားပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဒေါက်တာတို့ပေါ့နော်ဒီမွေးရပါအမှတ်ဗတ်မှတ်လေးနဲ့ပတ်သက်ပြီးတော့မှတည်တင်တည်ထိုက်တာလေးကိုဒေါက်တာအခုပြပြပေးသွားခြင်းပါတယ်မွေးရပါအမှတ်လို့ပြောလိုက်မယ်ဆိုလို့ရှိရင်ဒါအမျိုးမျိုးရှိရပေါ့နော်အားလုံးလည်းသိကြတဲ့အတိုင်းပဲတယောက်နဲ့တယောက်မွေးရပါအမှတ်တွေကအယောင်လည်းမတူကြဘူးပေါ့နော်ဥပမာအနီလေးလားအညိုအမဲပြီးတော့အမွှေးလေးပါတာမပါတာစသဖြင့်လည်းကွဲကြရပေါ့နော်နောက်တစ်ခုကကြတော့ဒီမွေးရပါအမှတ်ကအရေးပြားနဲ့တသားတည်းဖြစ်နေတဲ့အမှတ်လေးတွေရှိတတ်တယ်လို့အရေးပြားပေါ်မှာဖောင်းကြွပြီးတော့မှအဖို့လိုမျိုးလေးဖြစ်နေတဲ့ဟာလေးလည်းရှိရပေါ့နော်ဒါတစ်ခုနဲ့တစ်ခုဘာကြောင့်မတူတာလဲဆိုသူတို့ဖြစ်တဲ့အကြောင်းရင်းကလည်းကွာခြားနေလို့ပဲဖြစ်ပါတယ်အဓိကကတော့ဒေါက်တာတို့ကဒီအယောင်ချယ်လေးကိုထုတ်လုပ်တဲ့ cells လေးတွေကပုံမှန်ဖြစ်တာမျိုးကြောင့်လားဒါမှမဟုတ်လို့ရှိရင်ဒီသွေးကြောလေးတွေပေါ့နော်သွေးကြောဆိုင်ရာပြဿနာလေးကြောင့်လည်းဒီမွေးရပါအမှတ်ကလေးတွေကဖြစ်လာတတ်ပါတယ်ဒီလိုမျိုးကွဲပြားဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါက်တာတို့ကုသမှုပေးတဲ့အပိုင်းမှာလည်းtreatment လေးတွေကကွာခြားနိုင်တယ်ပေါ့နော်ဒီကိုဖြစ်တဲ့မွေးရပါအမှတ်အမျိုးအစားပေါ်မှာမူတည်ပြီးတော့မှကုသမှုကလေဆာအသုံးပြုရတဲ့ဆက်တွေကလည်းကွာခြားနိုင်တယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီမွေးရပါအမှတ်ကလေးတွေကိုသူ့ရဲ့ဖြစ်တဲ့ပုံမှာမူတည်ပြီးတော့မှထိရောက်တဲ့ကုသမှုလေးတွေလေဆာနဲ့လုပ်လို့ရပါတယ်အထူးသဖြင့်ကတော့ဒီအချိန်ရေအတွက်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒေါက်တာတို့မွေးရပါအမှတ်တစ်ခုဖြောက်မယ်ဆိုအနည်းဆုံး3ချိန်ကတော့3ချိန်ကနေ10ချိန်15ချိန်ထိလိုအပ်တာမျိုးလည်းရှိနိုင်တယ်ပေါ့နော်ဒါတယောက်နဲ့တယောက်ဖြစ်တဲ့အရေးပြားအတိတ်အနက်ပြီးတော့ဖြစ်တဲ့အကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့မှကုသမဲ့အချိန်ရေအတွက်ကတော့ကွာခြားသွားနိုင်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကကြတော့စိုးရိမ်ကြတာကဒီမွေးရပါအမှတ်ကိုဖျောက်လို့ရှိရင်အမာရွတ်ကြံနိုင်လားဆိုတာလေးပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒေါက်တာတို့ဒီစေကန်းတွေမှာလုပ်နေတဲ့လေဆာနဲ့ပတ်သက်လေဆာနဲ့ကုသတဲ့ treatment မျိုးဆိုလို့ရှိရင်တော့အမာရွတ်ကြံနိုင်ခြင်းကနည်းတယ်ဘယ်လိုနေရာမျိုးမှာကြံနိုင်လဲဆိုတော့ surgery ပေါ့နော်ခွဲစိတ်ပြီးတော့မှဒီမွေးရပါအမှတ်လေးတွေကိုဖျောက်တယ်ဆိုလို့ရှိရင်တော့သူကပို့ပြီးအမာရွတ်ကြံနိုင်ခြင်းများပါတယ်ရှင်ဝက်ချံအမာယုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒေါက်တာနှစ်ပိုင်းခွဲပြီးတော့မှရှင်းပြပေးခြင်းနဲ့ပထမတစ်ခုကကြတော့ဂျိုင်းခွက်အမာယုနောက်တစ်ခုကကြတော့ဒီအမဲဆက်အနီဆက်အမာယုလေးပေါ့နော်ဒီဝက်ချံအမာယုတွေကဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်ဥပမာကိုပေါက်ခဲ့တဲ့ဝက်ချံတွေကအရန်ကိုကြီးတဲ့ဝက်ချံစင်ဝက်ချံလိုမျိုးတွေတည်တယ်တဲ့ဝက်ချံအကြီးတွေရောင်ရမ်းတဲ့ဝက်ချံတွေဆိုလို့ရှိရင်ဒီကြပေါက်ကဒါဂျိုင်းခွက်အမာယုဖြစ်နိုင်ခြေအရန်များသွားပြီပေါ့နော်နောက်ထပ်အမဲဆက်အမာယုလေးတွေကကြတော့ဒီဘလိုမျိုးဝက်ချံပဲပေါက်ကိုကဒီဝက်ချံကိုကုတ်တယ်ဖဲ့တယ်ပြီးလို့ရှိရင်ဝက်ချံဖြစ်နေတဲ့အချိန်ရောင်ရမ်းနေတဲ့အချိန်မှာနေအောင်နေနဲ့အရန်ထိတွေ့ရဆိုလို့ရှိရင်အနီဆက်အမဲဆက်အမာရွတ်လေးတွေကလည်းဖြစ်နိုင်ခြေရှိပါသေးတယ်။ဒါကြောင့်မို့လို့ဒီဝက်ချံရဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့အမာရွတ်နဲ့ပတ်သက်တဲ့ပြဿနာကိုဒေါက်တာတို့ကဘယ်လိုကာကွယ်လို့ရလဲဆိုတော့ကိုအခုဝက်ချံလေးစဖြစ်လာပြီဆိုလို့ရှိရင်စောစောစီးစီးတွေကအရန်ဆိုးတဲ့ဝက်ချံအနေထားထိမရောက်ခင်မှာအရင်ဆုံးကုသမှုခံယူလိုက်မယ်ဆိုလို့ရှိရင်တော့ဒီဝက်ချံကြောင့်ဖြစ်တဲ့အမာရွတ်တွေရဲ့ပြဿနာကိုဒေါက်တာတို့ကကာကွယ်နိုင်တယ်ပေါ့နော်အဓိကကာကွယ်ဖို့အားလည်းနောက်တစ်ခုလိုအပ်တာကြတော့ကွာဝက်ချံဖြစ်လာပြီဆိုတော့သွားပြီးတော့ညှစ်တာမျိုးတို့သွားကလိတာမျိုးတို့လည်းအများကြီးဆင်ခြင်ပေးရပါမယ်ရှင်စားဝက်ချံကိုအမြင့်ပြတ်ကုလို့ရလားဆိုရဲမိခွန်းနဲ့ပတ်သက်ပြီးတော့ဒေါက်တာအခုဖြေကြားပေးခြင်းပါတယ်စားဝက်ချံဆိုတော့သူ့ရဲ့နာမည်အတိုင်းပဲဝက်ချံအမျိုးအစားတွေတခုပဲပေါ့နော်ဒါပေမဲ့သူကအပေါ်ယံမှာကာထားတဲ့အရေးပြားအလွှာပါလေးမရှိတဲ့အတွက်ကြောင့်မို့လို့အထဲထဲကဝက်ချံအစီခဲလေးတွေကလေထုတွေကအောက်ဆီဂျင်နဲ့တွေ့ရတဲ့အခါမှာ oxidize ဖြစ်ပြီးတော့မှအမဲလေးဖြစ်သွားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လဲတော်တော်များများကိုစိတ်အနှောက်အယှက်ပြီးတဲ့အရာတစ်ခုအနေနဲ့ရှိနေရပါတော့ဒေါက်တာတို့ကအခုရှိနေတဲ့ဖြစ်နေတဲ့စားဝက်ချံတွေကိုတက်တာအောင်ကုသလိုက်ပြီးပြီဆိုလို့ရှိရင်လည်းနောက်ထပ်ကတော့ဖြစ်နိုင်သေးပါတယ်။ဘာကြောင့်လဲဆိုတော့ဒေါက်တာတို့အစီကလန်းတွေချွေးပေါက်တွေရှိနေတဲ့၍ဒေါက်တာတို့ဒီပြဿနာတွေဝက်ချံတွေစားဝက်ချံတွေဆိုတာအများနဲ့ပြန်ဖြစ်နိုင်တယ်ပေါ့နော်။ဒါပေမဲ့ဘာလို့လို့ရလဲဆိုလို့ရှိရင်သူ့အတွက်ထိရောက်တဲ့ဒီ treatment လေးတွေနောက် skin care ingredients တွေကိုသုံးပေးမယ်ဆိုလို့ရှိရင်တော့ခဏဖြစ်တာမျိုးအရင်ဆိုးဆိုးရွားရွားဖြစ်တာမျိုးကနေပြီးတော့မှကာကွယ်ပေးနိုင်ပါတယ်။ဒေါက်တာတို့အနေနဲ့စေကန်းမှာဆိုလို့ရှိရင် hydra facial လိုမျိုး treatment လေးတွေကိုပုံမှန်လုပ်ပေးမယ်ပြီးတော့skin care မှာဆိုလို့ရှိရင်လည်း sulfur benzoyl peroxide နဲ့ salicylic acid ပါတဲ့ ingredients ပါတဲ့ skin care တွေကိုပုံမှန်လေးသုံးပေးသွားမယ်ဆိုလို့ရှိရင်လည်းဒီစားဝက်ချံပြဿနာကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ရှင်။
ခွဲစိတ်ထားတဲ့ချုပ်ရိုးအမာရွတ်တွေကိုဖျောက်လို့ရမရနဲ့ပတ်သက်ပြီးတော့မှဒေါက်တာအခုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒေါက်တာတို့ကခွဲစိတ်မှုတစ်ခုလုပ်ပြီးပြီဆိုလို့ရှိရင်အရေပြားမှာပြန်ပြီးတော့ချုပ်တဲ့အခါအမာရွတ်တွေပြန်ပြီးတော့ကြံခဲ့တတ်တယ်ပေါ့နော်။ဒီခွဲကြောင်းရာအမာရွတ်တွေကိုဒေါက်တာတို့လေဆာနဲ့ဖျောက်လို့ရပါတယ်။ဒါပေမဲ့ဒီလေဆာနဲ့ဖျောက်တဲ့အခါမှာပို့ပြီးတော့ထိရောက်မှုရှိစေဖို့ဒီခွဲချုပ်ရိုးအမာရွတ်လေးတွေအနာစားချက်ပြီးဆိုတာနဲ့လုပ်လို့ရတာလေးကိုဒေါက်တာအခုပြပြပေးခြင်းပါတယ်။ပထမဆုံးအနေနဲ့အသာနုလေးစတက်လာပြီဆိုလို့ရှိရင်ဒေါက်တာတို့ကဆီလီကွန်ပါတဲ့လိန်စီအမာရွတ်လိန်စီလေးတွေကိုတစ်နေ့နှစ်ကြိမ်စပြီးတော့မှပုံမှန်လေးလိန်ထားပေးလို့ရပါတယ်။ချုပ်ရိုးကအနာကျက်ပြီးတော့2ပတ်3ပတ်အတွင်းမှာဆိုလို့ရှိရင်လေဆာနဲ့ treatment လေးစပြီးတော့မှခံယူလို့ရပါပြီ။ဒါပေမဲ့အရေးကြီးတာတစ်ခုကကြတော့ကိုကဒီချုပ်ရိုးအနာမကျက်ခင်မှာပိုးမဝင်အောင်အမာရွတ်အကြီးတွေနောက်တစ်ခေါက်ထပ်ချုပ်ရတာမျိုးတွေမဖြစ်အောင်တော့ glue စိုက်ဖို့လိုအပ်ပါတယ်ရှင်။ဒေါက်တာတို့ရဲ့ treatment လေးကိုယူမယ်ဆိုလို့ရှိရင်ကြတော့ပုံမှန်အားဖြင့်3ပတ်တစ်ကြိမ်နဲ့အနည်းဆုံး5ကြိမ်6ကြိမ်ကနေပြီးတော့မှကိုယ့်ရဲ့ချုပ်ရိုးအကြီးအသေးပေါ်မူတည်ပြီးတော့မှ10ကြိမ်15ကြိမ်ထိလိုအပ်တာမျိုးလည်းရှိနိုင်ပါတယ်ရှင်ဒေါက်တာရီဂျူဘီဆေးကန်းရဲ့ signature treatment တစ်ခုဖြစ်တဲ့ BB laser facial ရဲ့အကြောင်းလေးကိုဒေါက်တာအခုအနည်းငယ်လေးရှင်းပြပေးခြင်းပါတယ်ရှင်BB laser facial မှာဆိုလို့ရှိရင်အဓိကကာဗွန်လေဆာနဲ့အခြားထိရောက်တဲ့ facial step လေးတွေကိုပေါင်းပြီးတော့မှပြုလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကာဗွန်လေဆာရဲ့ effect ဖြစ်တဲ့ကိုယ့်ရဲ့မျက်နှာပေါ်မှာရှိတဲ့ cells အသေးတွေချွေးပေါက်ထဲမှာရှိတဲ့ makeup အကျွင်းကြံနဲ့အမြင့်အကြီးတွေဖုံမုံတွေကတခါတည်းပါသွားပြီးတော့မှတခြား facial step လေးတွေနဲ့ပေါင်းလိုက်တဲ့အခါမှာချက်ချင်းကို treatment လုပ်ပြီးရတဲ့ကြည်လင်ဝင်းပါတဲ့ result လေးကိုရရှိမှာပဲဖြစ်ပါတယ်ဒီ treatment လေးကဘယ်လိုလူတွေအတွက်သင့်တော်လဲဆိုလို့ရှိရင်ကိုက makeup တွေအများကြီးလိမ့်နေရတဲ့သူတွေပြီးတော့ makeup မလိမ့်ဘဲနဲ့လည်းမျက်နှာအသားရည်ကိုကြည်ကြည်ဝင်းဝင်းလေးဖြစ်ချင်တဲ့သူပြီးတော့နောက်တစ်ခုကယောက်ျားလေးတွေပေါ့နော်မျက်နှာကိုအရင်ခဲမလုပ်ဖြစ်ဘူး cells အသေးတွေနဲ့ကိုမျက်နှာကညစ်ညစ်ကြီးဖြစ်နေရဆိုလို့ရှိရင်လည်းဒီ treatment လေးကိုပြုလုပ်ဖို့အတွက်သင့်တော်ပါတယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင် treatment ကိုအသားဟိတ်ထိန်းသိမ်းတဲ့အနေနဲ့တစ်လတစ်ကြိမ်ပြုလုပ်လို့ရပါတယ်ဒါ့အပြင်ကိုက special event တွေတက်ဆရာရှိရဲပွဲတွေမှာ makeup တွေလိမ့်ဆရာရှိရဲဆိုလို့ရှိရင်ဒီပွဲမတိုင်ခင်တစ်ပတ်အလိုလောက်မှာကိုကဒီ treatment လေးခံယူထားရဆိုလို့ရှိရင်ပွဲနေ့ကျရင် makeup ကလေးကအရန်ကိုညက်ပြီးတော့မှကြီးကောင်းနေမှာပဲဖြစ်ပါတယ်ရှင်